ဒီနေ့မှာတော့နေမကောင်းဖြစ်ပြီး green ပြတ်နေတာနဲ့ဝါဥကြာဆန်ကိုအသီးရွက်လေးနဲ့ချင်းချင်းဆက်ဆက်လေးတုပ်စားပေးခဲ့ပါတယ်ပထမဆုံးအနေနဲ့ရေစိမ်ထားတဲ့ဝါဥကြာဆန်လေးတွေကို10မိနစ်လောက်ပြုတ်ပေးရပါမယ်ပြီးတာနဲ့ရေအေးထဲမှာစိမ်ထားပေးလိုက်ပါမယ်ပဲဒီနဲ့ကစုံရွက်ကိုလည်းအယောင်လေးစိမ့်နေအောင်စားလေးနည်းနည်းထည့်ပြီးရေနွေးဖြောလိုက်ပါမယ်ပြီးရင်တော့အလားတူပဲရေအေးထဲမှာစိမ်ထားပေးလိုက်ပါမယ်ဒီစိမ်ထားတဲ့ချိန်မှာငရုတ်သီးစိမ်းအနစ်လေးကိုလုပ်ပါမယ်အနစ်လုပ်ဖို့အတွက်ငရုတ်သီးစိမ်းချက်သွန်ဖြူနနမင်နဲ့နနမင်အမြင့်တို့ကိုရေလေးနည်းနည်းထည့်ပြီးတော့ကြိတ်ပါမယ်အနစ်လေးရလာပြီဆိုရင်တော့စတုပ်လို့ရပါပြီကြာစံလေးကိုပဲသီးကစုံရွက်ခင်းကျင်သီးခါချက်ဦးငပီတောင်းနဲ့ငရုတ်သီးစိမ်းအနစ်တို့ကိုထည့်လိုက်ပါမယ်စားရတာမုံနဲ့အချင်ရတာအတွက်တမယာသီးလေးကိုပါညှစ်ထည့်ပေးပါမယ်ကျွန်တော်အရသာမြည်ကြည့်တဲ့အခါမှာနည်းနည်းပေါ့နေလို့ငပီတောင်းနဲ့စားအရသာမုံတို့ကိုနည်းနည်းစီထည့်ထည့်ထားပါတယ်အပေါ့အငယ်အဆင်ပြေပြီဆိုရင်တော့စီတစ်စက်မှမပါဘဲနဲ့ချင်းချင်းဆက်ဆက်လေးနဲ့စားလို့အရန်ကောင်းတဲ့ဝါဥကြာဆန်တုပ်လေးကိုသုံးဆောင်နိုင်ပါပြီနောက်ရက်တွေမှာလည်းဘလူဟင်းလျာလေးတွေချက်ပြသွားအောင်မလဲဆိုတာစောင့်မျှော်ကြည့်ရှုပေးကြပါဦးခင်ဗျာSo yum!